နောက်တို့ပြောရင် Sasuke မင်းဘာလို့ကုနိုဟောင်းမပြန်သေးရလဲ Sasuke ကတို့ပြန်ပြောတယ်ငါ့နိုင်အောင်ချလေးပြီးတော့တို့နိုင်အောင်ချရပါတယ်ပြီးတော့ Sasuke ကတားလိုက်ပြီးအနောက်တော့အနောက်ကရောက်ပြီးကန်လိုက်ပါတယ်ပြီးတော့ Sasuke ကချီတိုရီထုတ်လိုက်ပါတယ်ပြီးတော့နောက်တော့ထိမိတ်ဖောင်မို့ထုတ်လိုက်ပါတယ်ပြီးတော့နောက်တို့ရဲ့ Rasengan နဲ့ Sasuke ချီတိုရီချီတော့ပြီးတော့ပေါက်ပွဲတော့ပြီးတော့နောက်တော့ခုနတိုင်းပါပဲရုံရဲ့အနောက်ကိုရောက်တော့ Rasengan နဲ့တီးလိုက်ပါတယ်ပြီးတော့ Sasuke ရဲ့ Sharingan တစ်ခုနဲ့ပြစ်လိုက်ပါတယ်ပြီးတော့နောက်တော့မီးစက်ကြရာ Sharingan ကိုထုတ်လိုက်ပါတယ်ပြီးတော့ Sasuke က Chidori နှစ်ဖက်ကိုထုတ်လိုက်ပါတယ်ပြီးတော့ Sasuke ကပြေးလာပြီးတော့ကိုမီလက်က Sasuke နောက်မှာရောက်လာပြီးတီးချလိုက်ပါတယ်ပြီးတော့နောက်တော့နိုင်သွားပါတယ်